ထောက်ပံ့ကြတဲ့လူတွေအားလုံးကိုရဝိစာအားလုံးစီစဉ်တဲ့လူတွေအားလုံးမှာအားလုံးကျေးဇူးတင်ပါတယ်ယောဂီတွေလည်းကျေးဇူးတင်တယ်။အခုတို့ယောဂီမရှိရင်တရားစခန်းလည်းဖြစ်ဘူးနော်။အဲ့တော့ဘာပဲဖြစ်ဖြစ်ဟမ်။ဘာလဲ။ဘာပြောလဲ။အေးဘောတရားစခန်းကျတော့ယောဂီတွေဝင်ရတာပေါ့။အဲ့လိုယောဂီတွေမရှိရင်လည်းတရားစခန်းလည်းမဖြစ်ဘူးပေါ့နော်။အဲ့လိုပဲအကြောင်းတစ်ခုဆိုတာအကျိုးတစ်ခုဆိုတာအကြောင်းကြီးဆုံးမှဖြစ်တယ်နေတရားလည်းရှိမှစားတရားလည်းရှိမှအဲ့တော့အလုံးကြီးဆုံးမှအကျိုးတစ်ခုပေါ်လာပါအလုံးလုပ်ချင်တယ်လုပ်လို့မရဘူးအကြောင်းဆုံးမှဖြစ်ကြတယ်လေအဲ့တော့တရားစခန်းတော့ဒီကျွဲကူတော့ရကြောင်းမှလုပ်တယ်တရားစခန်းပြီးပြီဒါပေမဲ့တရားအထုတ်တာတော့ပြီးလို့မဖြစ်ဘူးနော်နောက်စကားတစ်ခုတွားတော့ဟုတ်လားဟိုအိမ်ပြန်အိမ်မှာတရားစကားတည်းရှိဟောအိမ်ပြန်ရင်တရားစကားတည်းတွားတော့မှာဣဒ္ဓဝေနေဆိုတာကနီးလာယူတာတရားအထုတ်နီးလာတင်လာလိမ့်လာတယ်ရုပ်ကိုဘယ်လိုရှုရမလဲစိတ်ကိုဘယ်လိုရှုရမလဲအခြေအနေတိုင်းမှာအမျိုးမျိုးတိုင်းမှာခုနတော့ရ6ပေါက်လုံးအာထုတ်တအောင်နောက်ဆုံးစိတ်ကိုပါရှုတတ်တော့လေ့ကျင့်တာဣဒ္ဓမလာလေ့ကျင့်တယ်ပြီးဘယ်မှာအာထုတ်အောင်အိမ်မှာအာထုတ်မှာအခုကပြောင်းပြန်ပြီလေအိမ်ပြန်တော့အာမထုတ်တော့ဣဒ္ဓမကျတော့အတကုံလုပ်တယ်အိမ်ပြန်တော့အာမထုတ်တော့ဣဒ္ဓမဘယ်လောက်ကျန်တဲ့နေနေမှာခဏတစ်ဖြုတ်တော့အမှန်ကတရားဘဝတွေရောက်ထည့်ရမှာခုဘဝထဲမှာခုနေတဲ့ဘဝမှာတော့တရားအထုံးမှာဘဝနဲ့တရားနဲ့တဘောဘဝနဲ့ဓမ္မနဲ့ဟာအတူတူဖြစ်နေမှာပေါ့ဟုတ်လားတာလည်းဖြစ်နေမှာပေါ့အခုကဘဝတခြားတရားတခြားဖြစ်နေမှာပေါ့ဟုတ်လားအဲ့တော့ဘဝထဲမှာဓမ္မမရှိပါဖြစ်မလဲအဓမ္မတွေဖြစ်နေမှာပေါ့အဲ့ပထမဆုံး message တစ်ခုပေးချင်တာတရားအထုတ်တယ်ဆိုတာအမြဲတမ်းလုပ်ရတဲ့သဘောတရားတစ်ခုသဘောပေါက်ဖို့လိုတယ်အဲ့လိုဆိုတော့လူတွေသိပါတယ်တရားအထုတ်ခြင်းပါတယ်ယောဂီတွေဒီတရားတကယ်အထုတ်ခြင်းကျူးကျူးဆဆနဲ့အထုတ်တယ်အထုတ်တာကိုစိတ်ဝင်စားတယ်အထုတ်တာကိုဝါဒနာပါတယ်ကောင်းမှလည်းသိတယ်ဒါပေမဲ့ဘာထူးလဲဆိုတော့ဘာတစ်ခုထူးခြားလဲဆိုတော့ဒီလိုအထုတ်တယ်တရားအထုတ်တာကောင်းမှသိတယ်ဒါနဲ့ဘာဖြစ်လို့အမြဲတမ်းအမထုတ်လဲဟုတ်တယ်နော်ကောင်းတယ်မလားတရားထုတ်တာကောင်းတယ်မလားအကျိုးရှိလားရှိတယ်ဆိုရင်ဘာဖြစ်လို့အမြဲအားမထုတ်လဲကောင်းမှန်တည်တာလို့ရှိတယ်ခဲလို့အဲ့ဒါလည်းဟုတ်တယ်ကောင်းတယ်ဆိုတာတိတာကတရားကောင်းတယ်လို့တိတာကသိအားနဲ့သိအားမရှိဘူးတရားရဲ့တန်ဖိုးတရားအကျိုးကိုတရားထုတ်တာရဲ့အကျိုးကျေးဇူးသဘောပေါက်တယ်အားနည်းတယ်လို့တန်ဖိုးတတိထားတာတတိနဲ့နေတာရဲ့တရားအထုတ်နေတာရဲ့တန်ဖိုး value သဘောပေါက်တာအားနည်းတဲ့အတွက်အမြဲတမ်းမလုပ်ဖြစ်ဘူးနောက်တစ်ခုကကိလေသာနော်ကိလေသာသူလိုချင်တာလေးတွေလုံးချင်နေတယ်ဟုတ်တယ်မလားအမြဲတမ်းအထုတ်ရင်ကိလေသာလုံးလို့မရတော့ဘူးဟုတ်တယ်မလားဟိုဟာလေးနဲ့ကြည့်ချင်နေတယ်ဒီဟာလေးနဲ့စားချင်နေတယ်ဟုတ်တယ်မလားကိလေသာနဲ့ဂျာသူကအဓိကကိလေသာပဲကိလေသာအားရှိနေလို့ရှိရင်ကိလေသာသူလိုချင်တာတွေသူလောဘကသူလိုချင်တာတွေရောက်အောင်သူကလက်ပတ်ပြီးတော့ခိုင်းနေတာဟုတ်လားအမြဲတမ်းအားထုတ်ရင်ကိလေသာကဟိုနေမရတော့အမှန်အလုပ်တစ်ခုကဒီအလုပ်ကအကျိုးရှိတယ်အကျိုးကြီးတယ်ဆိုရင်ကောင်းတယ်ဆိုရင်အမြဲလုပ်ရမှာပေါ့လုံနိုင်တော့ကျိုးရှိမှတည်ရတယ်ဘာဖြစ်လို့အမြဲမလုပ်ချင်လဲဆိုတော့ခုနကပြောလို့ကိလေသာအားကြီးလို့ကိလေသာတွေရှိသေးလို့တော့ခံစားချင်တယ်ဟုတ်လားတောင်းပြောမင်းခုဘဝမှာကြိုက်တာတွေဘယ်လောက်ရှိလဲအများကြီးပဲမကြိုက်တာလေအများကြီးဒီအာယုန်နဲ့ကြုံတိုင်းဒီ
ကြိုက်တာနဲ့မကြိုက်တာနဲ့ပဲတုံ့ပြန်နေကြတာအဲ့တော့ဒီတစ်ခုသဘောပေါက်ဖို့လိုတယ်တရားဆိုတာအမြဲတမ်းအထောက်ရတယ်ဟုတ်ပြီနော်တတ်နိုင်တော့လုံနိုင်ရင်လုံနိုင်တော့တက်တာတတိနဲ့နေတယ်ဆိုတဲ့သဘာဝကိုနည်းနည်းသဘောပေါက်ထားမှတတိရှိရင်တက်တာလေတတိမရှိတော့ဘူးဆိုစိတ်တွေမှာဖြစ်လာမှာအာထုကစားလူတွေကတော့အာထုကစားတရားချအာထုကစားလူတွေကဘယ်လိုမြင်လဲဆိုတော့တတိထားရင်ပြင်မှန်းတယ်တတိမရှိဘဲနဲ့တတိလွတ်လွတ်နေလိုက်တက်တာလေဟုတ်တယ်မလားအဲ့လိုထင်ရတယ်တတိထားရင်ကြောက်ကြဆက်ရတယ်အားဆက်ရတယ်တတိလွတ်လွတ်နေရရင်ဘာမှအားဆက်ကြမလို့ငေါင်းပို့ပြီးတက်တာလေလို့ထင်ရတယ်ဒါပေမဲ့တရားထုတ်တာကြာလာတဲ့လူတွေကြတော့အမြဲတမ်းတတိနဲ့နေတဲ့လူတွေကြတော့ကြာလာရင်ဘာလို့ဖြစ်သွားလဲဆိုတော့ကြောင်းမြန်ဖြစ်သွားတတိနဲ့တတိရှိနေတဲ့ချိန်မှာတက်တာတယ်စိတ်ကရှင်းတယ်စိတ်ကတက်တာတယ်တတိမရှိစိတ်ရှုပ်လာနောက်လာတယ်ပူလာတယ်ဆူလာတယ်လောင်လာတယ်တင်းလာတယ်ချက်လာတယ်တတိလည်းတော့နေတာကြာလာစိတ်ကနောက်မရတော့သူကြာမနေနိုင်တော့တရားမြင်အားထုတ်မှဖြစ်တယ်ဘာလို့အဲ့လိုအမြင်ပြောင်းသွားလဲဆိုတော့စိတ်ရဲ့ quality ပြောင်းတော့အစမှမောဟအားကြီးတယ်လောဘအားကြီးတယ်သတိသမားဉာဏ်အားနည်းတဲ့အတွက်အာထုတ်ကတ္တမှာအဲ့လိုမြင်တာနောက်တော့တဖြည်းဖြည်းနဲ့သတိသမားဉာဏ်တွေအားကောင်းလာတော့ဉာဏ်ကအမှန်တိုင်းမြင်လာတဲ့အခါကျတော့မောဟနဲ့နေတာပြင်းမနေလောဘနဲ့နေရတာပြင်းမနေဒေါသနဲ့နေရတာပြင်းမနေလို့သိတာသတိသမားဉာဏ်ကုသိုလ်စိတ်နဲ့နေမှာတက်တာမယ်အဲ့လိုအမြင်ပြောင်းသွားတာအဲ့တော့ပရမတ်တခုရေးကြည့်တာတော့တရားဆိုတာအမြဲတမ်းအထောက်ရတယ်ဆိုသဘောပေါက်ဖို့နောက်တစ်ခုကယောဂီတွေစုပြီးတော့အမြဲတမ်းတစ်ပတ်တစ်ခါလောက်စုပြီးတော့တရားအထုတ်တယ်လုပ်ရတယ်ဟိုရင်းနှီးတဲ့လူချင်းတွေတို့နိုင်ငံသားမှာအကုန်လုံးယောဂီတွေအခုယောဂီတွေအများကြီးစင်ကာပူမှာကိုရီးယားမှာဗီယက်နမ်မှာတရားစခန်းပြီးမှအမြဲတမ်းမာခဲ့တယ်အဲ့တော့ကိုယ်ကလည်းအမြဲမသွားနိုင်ဘူးဆိုတော့စုပြီးအထောက်ရတယ်စမ်းလေးမှာစုပြီးတော့တပတ်တစ်ခါလောက်အဲ့လိုစုပြီးအထောက်တယ်ပြီးရင်ဆွေးနွေးခိုင်းတာကိုဘွားမှာကိုဘယ်လိုအထောက်တယ်တယောက်ပြန်ဆွေးနွေးခိုင်းတယ်ပြောခိုင်းတယ်အဲ့အများကြီးပဲလုပ်နေတယ်အဲ့လိုလုပ်ဖြစ်မှပဲသူတရားဆိုဆက်အထောက်ဖြစ်တယ်ဘာဖြစ်လို့ဆိုတော့ဘဝထဲမှာကကိုယ်ပတ်ဝန်းကျင်ရတယ်တရားအထုတ်ဖို့အမပေးဘူးဟိုကိလေသာနဲ့ဆွဲဆောင်တာပုံများတယ်အဲ့တော့တရားသမားချင်းချင်းစုပြီးတော့တယောက်အပေးရတယ်တရားဆွေးနွေးရတယ်ဆရာဆွေးနွေးတယ်ဆိုတာလည်းတတိပေးကြတယ်တယောက်ကိုဘဝထဲမှာကိုအထုတ်ဖြစ်အောင်အထုတ်ဖြစ်ဖို့ဘလို့အထုတ်နေလဲစိတ်တွေဘလို့ဖြစ်လာတယ်လဲတယောက်အဲ့လိုဆွေးနွေးမယ်ဆိုရင်လည်းတရားကိုအထုတ်ဖြစ်ကြမယ်နော်အတိညာလေးပို့တိုးလာနော်လုတ်တင်နေအခုကကိုတယောက်တည်းဆိုရင်ကိုအားမရှိဘူးလေအဲ့တော့စိတ်တူကိုယ်တူလေးသဘောတူတဲ့လူတွေအားလုံးစုပြီးတော့တစ်ပတ်တစ်ခါတော့တွေ့ကြပြီးတော့ဆွေးနွေးကြတရားနာကြတရားအထုတ်ကြဆိုရင်တယောက်တတိပေးလို့ဖြစ်သွားကိုယ်အိမ်မှာတရားသမားတွေရှိရင်ကိုကောင်းနေတယ်တယောက်တတိပေးတယ်ဟုတ်လားအဲ့လိုဆိုအထုတ်ဖြစ်တာပေါ့နောက်တစ်ခုကမြင်တာနဲ့ကြည့်တာမြင်တာကြားတာလည်းအထုတ်တို့တရားစခန်းမှာအဲ့ဒီမျက်စိဖွင့်ပြီးအထုတ်ခိုင်းတယ်မြင်တာနဲ့ကြားတာကိုအထုတ်တတ်အောင်ဟိုပြောတယ်ဘာလို့လဲဆိုတော့ယောဂီတွေတော်တော်များများတချို့လူနည်းနည်းချင်းအထုတ်မျက်စိဖွင့်အမထုတ်တတ်ဘူးဆိုတော့ဘာပြောလဲဆိုတော့ဒီတော့မျက်စိဖွင့်ပြီးအမထုတ်ရဲဘူးလေတမာတိပြတ်တယ်အဲ့တော့သူကမျက်စိပွင့်သူကတမာတိပြည့်တယ်ဆိုတော့သူတမာတိကသုံးစားလို့မရတော့တမာတိရှိတယ်ဆိုတာဘယ်လိုရှိရမလဲမျက်စိပွင့်လဲမျက်စိပွင့်လဲဒါမှသူတမာတိကအားကောင်းတယ်လို့ခေါ်ရမှာပေါ့သုံးလို့ရတယ်တမာတိဖြစ်မှာပေါ့မျက်စိပိတ်မှတမာတိရှိတယ်ဆိုဒီလူတွေအိမ်ပြန်တော့ဘယ်လိုကမျက်စိပိတ်အပြင်မှာမျက်စိပိတ်ပြီးနေတဲ့အချိန်ဘယ်လောက်ကြာလဲဘယ်လောက်ရှိလဲဖွင့်တဲ့ချိန်ရမလားတကယ်လို့တယောက်ကယောဂီတယောက်ကမြင်တာကိုအားထုတ်တာအချင်းပါသွားတယ်မြင်တာရဲ့ကြည့်တာရဲ့နော်တနေ့သူတနေ့လုံးကြည့်တာဟုတ်တယ်မလားတနေ့ဘယ်နှခါကြည့်လဲ
နိုးနေကြည့်တာနောက်ဆုံးအများဆုံးကြည့်ရတော့ Facebook ဒါပါတော့ကြည့်တာတနေ့ကုန်ကြည့်တာမကြည့်ဘဲနဲ့ဘာမှလုပ်လို့မရဘူးလမ်းလျှောက်နေကြည့်ပြီးသွားတာပဲစားရတယ်မျက်စိပိတ်ပြီးစားလို့လားသူစားကြည့်တယ်မမြင်ရဘူးလေပစ္စည်းတွေယူရင်တော့မကြည့်ဘဲနဲ့ယူလားပစ္စည်းတွေထားရောအမေယောဂီကမှတ်တယ်မှတ်လုပ်တယ်ဒါလုပ်တယ်လမ်းတယ်ခန္ဓာကိုယ်ကမှတ်တယ်ကြားလာပြီအဲ့မြင်တာကြည့်တာတကားအောင်မှာအဲ့မြင်တာရဲ့ကြည့်တာရဲ့တကားပြောတာအားထုတ်တာအခက်ဆုံးပဲတရားထုတ်တာအခက်ဆုံးဘာဖြစ်လို့လဲအလေးချင်းမရှိလို့ပါမလေးကျင့်ထားလို့ပါအဲ့တော့ဘဝထဲမှာကြာရင်မြင်တာကြည့်တာအများကြီးသုံးတဲ့တယ်တော့တရားသတိပဋ္ဌာန်တော့ပါလေမြင်တိုင်းကြားတိုင်းအားထုတ်ရမယ်လို့ပါတယ်စကားပြောတိုင်းလည်းအားထုတ်ရမယ်လို့ပါတယ်ဒါပေမဲ့ဘယ်ရည်တာမှတင်လို့ဘယ်သူမှမတင်ရည်တာမလဲတော့စီပိတ်ဟလာဇာမစီပိတ်ထားတယ်စားရခါလည်းတမထောက်စားကြည့်ရမှာမနေ့ပိတ်ထားမှာထားပါတော့အဲ့တော့ပြောချင်တာမြင်တာကြည့်တာကိုအားထုတ်တဲ့လူကဘဝထဲမှာမြင်တိုင်းကြည့်တိုင်းမှာတတိပါလားတဘာဝဖြစ်သွားလိမ့်မျက်စိဖွင့်တာနဲ့မြင်တာနဲ့တတိယဝင်လာမယ်ကြည့်တိုင်းတတိထားမယ်ဆိုရင်ကြာသွားလို့ရှိရင်အချင်းဖြစ်သွားလိမ့်အားထုတ်ပြီးသားဖြစ်နေမဟုတ်ဘူးလားမြင်တိုင်းကြည့်တိုင်းလားအားထုတ်နေကြာသွားရင်တရားထုတ်ပြီးသားဖြစ်နေပြီတတိယအမြဲတမ်းရောက်နေမှာအခုကြည့်လိုက်တာလည်းအမြဲတမ်းကြည့်နေတာဟုတ်ကြည့်တိုင်းတတိပါနေမယ်ဆိုရင်တတိပါလာမယ်အချင်းပါအောင်လုပ်တာခက်လည်းမခက်ဘူးမြင်တာကြည့်တယ်တကယ်တရားထုတ်လည်းမခက်ဘူးဘာလို့ခက်လဲဆိုရင်အလေးကျင့်နေလို့ပါဟုတ်လားဒါ့ဒီမှာတင်တာမြင်တာကြည့်တာကိုအာတုတောင်တင်တာကိုကြည့်တာကြည့်မှသိတာဘယ်လောက်ခက်လို့ဟုတ်လားကိုကြည့်တာကြည့်မှသိလိုက်ရင်ပြီးပြီအဲ့တော့များသိပြီကြည့်တယ်ဆိုတာစိတ်ကိုသိတာကြည့်တယ်ဆိုတာစိတ်လို့ကြည်တာရဲ့နားထောင်တာရဲ့ဟုတ်တယ်နော်မြင်တာကတော့မြင်သိတာလည်းစိတ်ပါပဲမြင်သိစိတ်ကလည်းစိတ်ပါပဲနော်အာယုံစိုက်တာလည်းမျက်စိရည်တစ်စင်းအာယုံစိုက်ရင်ဘာခေါ်လဲဆိုတော့ကြည်တယ်လို့ခေါ်ဟုတ်နော်နားရည်တစ်စင်းအာယုံစိုက်ရင်ဟုတ်လားနားထောင်တာကြားတာမဟုတ်ဘူးနားထောင်တာပမာစကားပမာလူပြောတာနားမလဲဘူးမျက်စိရည်တစ်စင်းအာယုံစိုက်ရင်ကြည်တယ်လို့ခေါ်တယ်ဟုတ်လားမြင်နေမဟုတ်နော်ဘာမှမကြည့်ပဲဘာမှအာယုံစိုက်မြင်နေတာပေါ့နားလေတစ်စင်းအာယုံစိုက်ရင်နားထောင်တာတော့သိလို့မရဘူးနားဆွတာကိုအမှန်တော့စိတ်ကအာယုံပြုတာကိုကြားချင်တဲ့အတန်ကိုအာယုံပြုတာတန်လာတဲ့နေရာကိုအာယုံပြုနေတာနားထောင်တယ်လို့ခေါ်တယ်ဟုတ်ပြီနော်အာယုံစိုက်တာကစိတ်လုံးကြည့်တာလည်းစိတ်နားထောင်တာလည်းစိတ်အဲ့တော့ကိုကြည့်မှသိရင်ကိုယ်စိတ်ကိုပြန်သိနေပြီနားထောင်မှသိတာကိုယ်စိတ်ကိုသိနေတာပဲအလေးချင်းများလာရင်တော့စိတ်မူရတယ်သိလာတယ်အဲ့တော့မြင်တာကြည့်တာလည်းလေးချင်းမှာအပြင်မှာအားထုတ်လို့ရပါတယ်နော်စကားပြောတိုင်းမနေ့ကတင်ပေးလိုက်ပြီနော်လူကြီးတာမှာစကားပြောတတိထားတော့အရင်တော့အဲ့လိုပဲပြောလိုက်ရင်သူတို့ပြောကြစပြောလို့တတိထားတယ်တော့ပြောတတိမရှိတော့ပြောတာတကုံပဲဘာလို့လဲဆိုတော့ခက်တယ်တက်လုံးကစကားပြောရင်ဗာစိတ်နဲ့ပြောနေတယ်ဆိုတော့ကိလေသာနဲ့ပြောနေကြတယ်အချစ်ပါနေတယ်ပြောချင်တာတွေလည်းဆိုပြောဒေါသဖြစ်ရင်ပြောတယ်လောဘဖြစ်ရင်လည်းပြောတယ်တတိညာရှိပြီဆိုမပြောပါစားပေးတာဟုတ်တယ်မလားတရားအထုတ်ပြီဆိုတတိသမารီကောင်းနေမပြောချင်တော့လည်းငြိမ်မင်းတို့နေအဲ့တော့စကားပြောရင်အတိမပါဘူးတတိနဲ့မပြောတတ်တော့ပြောတိုင်းပြဿနာတက်တယ်ဟုတ်တယ်မလားအိမ်မှာနေလဲပြဿနာအများဆုံးတက်တာလေစကားပြောမှအချင်းချင်းပြဿနာတက်တာလေစကားပြောမှလို့ပဲအဲ့တော့ဒီအရာခက်တယ်ဆိုတာအလေးချင်းနေလို့ခက်တယ်ပါ
ဘုန်းကြီးကတင်ပေးလိုက်ပြီနော်အဲ့တော့သူတို့ပြေးပြောစကားပြောယောဂီတွေစကားပြောတတိထားပြောဆိုတော့မရဘူးပျောက်သွားတယ်တခါဒီလေးကဘုန်းကြီးပြောတာဟိုစကားဆက်ပြောတော့တတိထားပြောတာလေကြာဘယ်လောက်ကြာသွားလဲဆိုတော့3နိုင်ရှိဒီလိုတော့မဒီသူပြောရဆိုပြီးဒီကတတိထားပြောရင်ပြောတယ်မပြောတယ်ဆိုတော့မတိလာဘူးပြောဖို့လူလားမလူလားတွေပါမတိလာဘူးတတိရှိရင်ညာတမ်စင်ကပါပါလားဘယ်အလုပ်ပဲလုပ်လို့တတိထားပြီးလုပ်လိုက်ရင်နောက်ကတမ်စင်လိုက်လာတမ်စင်ကဘာတမ်စင်လိုက်လာလဲဆိုခုနတတတမ်စင်နဲ့တပ်ပါရတမ်စင်ပါလာဒါတဘာဝပဲထုံးစံပဲတတိထားရင်တမ်စင်ညာတော့လိုက်လာအကျိုးရှိမရှိတင့်တော်မတော်အဲ့အမြင်နဲ့ပါပါလားမျိုးရင်တတိထားကြည့်တတိထားပါများလာရင်အဲ့နှစ်ခုအမြင်လိုက်လာဘာပဲလုပ်လို့တတိထားပြီးလုပ်လိုက်တော့အကျိုးရှိမရှိဆိုတာလည်းစဉ်းစားတတ်လာတယ်တင့်တော်မတော်ဆိုတာလည်းလူသလားမလူဆိုတာလည်းစဉ်းစားတတ်လာအဲ့တော့စကားပြောရင်လည်းတတိထားပြောရင်မလူအပ်တာတွေတိလာတယ်အပူတွေအလိုတွေသူတိလာတယ်ခုစကားပြောရင်အပူတွေပြောမိဘူးလားကြွားပြီးပြောရတယ်အများကြီးပဲရှိတာတော့ပဲကိုကအရန်ပူပြောတယ်သူများထင်ကြည့်အောင်ပြောတာတွေရှိတယ်လူသွားတာလည်းရှိတယ်ပူသွားတာလည်းရှိတယ်ပြီးတော့မှပြောပြီးတာပူတာလူတာတွေပြောမိရင်ပြီးသွားလို့ရှိရင်စိတ်ကမငြိမ်တော့ဒီလားကိုပြောတာမဟုတ်ဘူးဆိုရင်လေပြောပြီးသွားတဲ့ချိန်ကိုယ်စိတ်ကိုအမြဲတမ်းတတိထားတဲ့လူကတိတယ်ပြောလို့အပြစ်ပါသွားပြီဆိုရင်ကိုပြောမိတယ်လူပြောမိတယ်မမှန်ဘူးဆိုရင်ပြောပြီးသွားစိတ်ကမငြိမ်တော့ဒီလိုပြောတဲ့ချိန်မှာဉာဏ်ပါလာလို့တော့ဒါပဲပြောရမယ်ဒီလောက်ပဲတိဒီလောက်ပဲပြောမယ် limit ကိုတိပြီးတော့ပြောပြီးသွားရင်တော့ပြောနေတော့မှလည်းတတိရှိတယ်ဆိုပြောပြီးသွားရင်စိတ်ထဲမှာကြည်နေတယ်အားရှိခံစားလို့ရတယ်စကားပြောရင်တတိနဲ့ပြောကြည့်ပါအဲ့တော့ဒါတွေကလေ့ကျင့်မှပဲရတယ်ပြောတယ်နဲ့တတိထားပြီးပြောတာရိတ်တာမှချင်းလို့မရဘူးရိတ်တာမှတော့ဇီပိတ်ပဲရမယ်ကျင်းစီစကားပြောတာကျင်းရင်အိမ်မှာကျင်းမှရမယ်အဲ့တော့နောက်တစ်ခုကဘဝမှာနေဖို့တီလာစောက်တည်တယ်လို့ပဲစောက်တည်ရတယ်ဟုတ်လားဒီတီလာစောက်တည်မယ်ဆိုတီလာမထိကြဘူးလားအဲ့လိုပဲတရားထုတ်တာကိုဒီလိုမနဲ့နိုးတဲ့ဒီနေ့ငါတတိနဲ့နေမယ်ဆိုတော့စောက်တည်ရတယ်အဲ့လိုကိုတမင်တက်ကိုတွေးပေးရတယ်ပြီးရင်ညနေပြန်တုံးတယ်ငါဒီနေ့ဘာလို့ဘယ်နေရာမှာဘယ်လိုအထုတ်တယ်ဘာတွေဖြစ်တယ်ဘာတွေအားနည်းချက်ရှိတယ်ဆိုတော့ပြန်တုံးတယ်ပြီးနောက်နေ့ဒီပြဿနာတွေကဒီအခက်ခဲတွေကတော့ဘဝထဲမှာရှိတဲ့အခက်ခဲတွေတနေ့တာကိုယ့်အကိုနေတာကွာကိုယ့်ဘဝနဲ့ကိုယ်နေကြတာပဲဒီတိုင်းဒီလိုပဲနေကြတာပါပဲဒီကိစ္စတွေထပ်ကလုပ်နေရတာပါပဲအဲ့တော့တင်ငန်းစာယူရတယ်ဒီနေ့အားနေရတယ်ဘယ်နာမှာဘယ်နေရာမှာဘယ်လိုလုပ်လို့ဘယ်လိုအားနေမှုရှိတယ်ဆိုရင်နောက်နေ့ကျရင်ဖြည့်ပေးရတယ်ကိုယ်အားနေချက်ကိုရှာရတယ်ကိုယ်အားနေချက်ကိုဖြည့်ပေးရတယ်ဖြည့်ပြီးတော့မှတရက်အဲ့လိုလောက်သွားမယ်ဆိုရင်တရားထုတ်တာလည်းဖြည့်ပြီးနဲ့ကိုအချင်းဖြစ်သွားမယ်တော့တရားထုတ်တာပိုပြီးအဆင်ပြေလာမယ်ဘဝမှာလည်းတရားနဲ့နေတာကတဘာဝဖြစ်လာတယ်အဲ့မနေ့တိုင်းနိုးလာတဲ့ဒီနေ့တရားနဲ့နေမယ်တတိနဲ့နေမယ်ဆိုတာစောင့်ကြည့်ရတယ်တမာတိရမယ်ဆိုတော့စောင့်ကြည့်ဖို့ဟုတ်လားနောက်တော့ကိုယ်စကဲကျူကိုဆွဲလူမလာမဆွဲပြီးတယောက်ကိုယ့်ဘဝမှာကိုယ်နေတဲ့ပုံစံနဲ့တယောက်တူတာမှမဟုတ်ပဲလောက်တဲ့လောက်ချင်းလည်းမတူဘူးဟုတ်တယ်မလားအဲ့တော့ကိုယ့်အခြေအနေကိုပဲသိတယ်အဲ့တော့ကိုယ့်အခြေအနေကိုဒီတနေ့ကတတိထားပြီးတော့အကုန်လုံးအခြေအနေကိုသုံးသပ်လိုက်ပြီးတော့ဘယ်နေရာမှာဘယ်လိုလုပ်မလဲဆိုစကဲကျူကိုပေါ့ဆွဲရကိုယ်လည်းကိုထွင်ရတယ်ဘဝမှာအထုတ်ခြင်းတွေဆိုတော့ကိုယ်လည်းကိုထွင်ရတယ်ဘေးလူတွေကကိုယ်ကိုဆွဲချမှာမြင်လိုက်တဲ့အားလုံးကပိဋိဒသမားတွေပဲဟုတ်လားပိဋိဒနဲ့တရားအထုတ်ရင်တော့မှသူကပြဿနာရှာတာဟာသူတို့နဲ့မတူတော့ဟုတ်တယ်ဘာလို့ညာလူတွေကသူတို့လိုလိုက်ပြီးတော့ကိလေသာထူမှကြိုက်တာညတရားအထုတ်နေလို့ဝိုင်းတမအဲ့ကိုလည်းကိုထွင်ရတယ်ကိုအားကိုယူရတယ်ကိုအတွင်းနဲ့အားကိုထုတ်တော့မှာဘဝထဲမှာဆိုရင်ရိတ်တာမှာတော့ဘဝညာအားပေးနေဘောအားလုံးရှိတဲ့အားလုံးတရားသမားတွေဟုတ်လားတရားကြောင့်ပြောမယ်တရားနောက်တစ်ခုရိတ်တာမှာတော့အားထုတ်လို့ရတယ်အိမ်မှာဘာလို့အားထုတ်လို့မရတာလဲ
ဟုတ်လို့မလားဒီမဆဲနေပြီးအထုတ်လို့မရဘူးလားတော့မနေ့ကညအေးအောင်လည်းဒီရအထုတ်တယ်မလားအိမ်မှာဘာလို့မရဟမ်ဆောင်းတော်လေးနေရတယ်ဟမ်စားကြည့်တယ်ဘာလဲစိုက်တယ်ပဲတော့လို့စိုက်တယ်ပဲပါဆိုင်လို့လေကိုယ့်ကိုလုံးချင်လုံးလို့ရတာပဲလွတ်တယ်ဟုတ်တယ်လွတ်တော့ပြန်ထားဖို့လွတ်တော့ပြန်ထားဖို့ဒီမှာလည်းလွတ်တယ်လည်းမလွတ်ဘူးလားရိတ်တာမှမလွတ်ဘူးလားလွတ်လည်းပြန်ထားနေတာပဲဘာကွာလဲဆိုတော့လေဘာကွာလဲကြီးအတူတူကွာအယူဆကွာရိတ်တာမှနေတော့ဗာစဉ်းစားတယ်လို့လာတယ်အထောက်မယ်ဓမ္မတော့အမေဘယ်ချိန်မှထောက်မယ်တနေ့ကအထောက်ကိုစဉ်းစားတယ်ဟုတ်တယ်မလားအိမ်ပြန်တော့ဗာစဉ်းစားဟိုကလုံးမယ်ဒီကလုံးမယ်ဟိုကလုံးမယ်ဒီစဉ်းစားတာဒီမတူဘူးဗာစဉ်းစားတာဒီမတူအဲ့တော့ရိတ်တာမှာစဉ်းစားတယ်လို့အိမ်မှာစဉ်းစားမယ်ဆိုရင်အိမ်မှာလည်းအထောက်လို့ဖြစ်လာလိမ့်ဘာပဲလုံးလိုက်တာတတိထားမယ်အဲ့လိုကလုံးမယ်ဆိုရင်ကိုယ်လမ်းကြောင်းကိုထွင်လို့ရတယ်ပေါ်လို့ရတယ်ကိုယ်စကယ်ဂျူကိုဆွဲလို့ရတယ်ကိုအားတဲ့ချိန်လေးထိုင်လို့ရတဲ့ချိန်လေးထိုင်ဒီကနေ့ပြောရင်တနိုင်တော့ထိုင်ဖို့မလိုပါဘူးဒီကြားထဲမှာတနေ့လုံးကြားထဲမှာအားတဲ့ချိန်မရှိဘူး5မိနစ်ရိုက်5မိနစ်အထုပ်7မိနစ်ရိုက်7မိနစ်ငြိမ်ငြိမ်လေးထိုင်တယောက်တည်းနေနေငြိမ်ငြိမ်လေးနေတဲ့ချိန်ကထိုင်ချိန်ပဲထိုင်မှမဟုတ်ဘူးနော်တယောက်တည်းအဲ့လိုအားတဲ့ချိန်လေးက5မိနစ်ရိုက်7မိနစ်ရိုက်ဆုလိုက်မယ်ဆိုတနေ့ကိုဘယ်လောက်များလဲအများကြီးစုမိတယ်တို့ဆိုရင်လက်ပိတ်ဆိုင်သွားထိုင်တဲ့ချိန်တရားအထုတ်တဲ့ချိန်တယောက်ကလက်ပိတ်ဆိုင်သွားထိုင်လို့ကိုယ့်ထိုင်နေကိုယ့်ပြမှလက်ပိတ်လေးကြောက်လိုက်လူကြည့်လိုက်စိတ်ဝင်ကြလက်ပိတ်ဆိုင်မှာရလုံးပိတ်အဲ့လိုထိုင်လို့လို့အဲ့လိုသွားထိုင်ရယူလို့ခံသွားလက်ပိတ်ဆိုင်သွားဒီလိုထိုင်လို့အယူလို့ယူပါညလိုပဲထိုင်တယ်ထိုင်တာပေါ့ထိုင်ပြီးတော့လည်းတောက်လိုက်တူညောင်းကြည့်လိုက်အမြင်နဲ့ကြည့်တယ်အဲ့လိုတောက်တယ်ထိုင်မှနေတာပဲတယောက်တည်းနေတဲ့ချိန်ကထိုင်ချိန်ပဲအဲ့လိုလားစုပြီးတော့လုပ်မယ်ဆိုရင်အများကြီးစုပြီးတယ်နော်တနိုင်မှထိုင်မှဆိုတနိုင်ချိန်မှထိုင်မှဆိုထိုင်ဦးထိုင်ဖြစ်မှာမဟုတ်ဘူး5မိနစ်ရ5မိနစ်အားဆို7မိနစ်ရ7မိနစ်အားလို့စုကကျန်တဲ့အချိန်တွေလုံးရင်းနေတဲ့တွဲပြီးလုပ်နေမှဖြစ်မှာဟုတ်လားအဲ့တော့ဒါတွေပဲမှားနေမှာလေနောက်တနေ့လာလို့ရှိရင်တင်းနေတဲ့တနေ့ယောဂီတွေကအစစ်ပြင်းလာမှဖြစ်မှာပေါ့နော်လာလဲတစ်ခါလာလဲတုံရပြန်စတယ်ငါပြေးလာတယ်ယောဂီတွေ့ရနောက်တနေ့လည်းလာလို့ပြဝင်လေထွက်လေဖောင်းနေပဲဝင်ကိနကနေတက်ကိုတက်မလာဘူးဟုတ်လားနောက်တစ်ခုကစဉ်းစားကြည့်တရားဆိုတာလေရေရှည်လောက်လာရင်မှခေါင်း10ရက်အထုတ်တဲ့လူနဲ့ရက်တရားအထုတ်တဲ့လူစိတ်ရဲ့ quality ချင်းတူမလားရက်တရားအထုတ်တဲ့လူနဲ့တနည်းအထုတ်တဲ့လူစိတ်ရဲ့ quality ချင်းတူမလားဘုန်းကြီးကလည်းဘုဒ္ဓလောကရှင်းပြပြပါပြီအဲ့တော့အခုကြာအားထုတ်မယ်ဆိုရင်အမြဲတမ်းအားထုတ်နေကြာအားထုတ်ရင်သူအဆင့်အတက်လာမှာအခုရိတ်တာဝင်တယ်တစ်လ2လ3လဝင်လိုက်ရင်တော့အဆင့်အတက်လာတယ်1 2 3 4 5 6 7ဒီ7အဆင့်တွေတက်ကိုမတက်ဘူးဘာလို့လဲသူဒီလောက်ပဲအားထုတ်ဘူးလေဒီတဲ့ကြာအောင်ရေရှည်အားမထုတ်ဘူးတဲ့အတွက်ဒီတဲ့ဆင့်နဲ့အဆင့်မြင့်တဲ့နေရာ level တွေနားမလဲရောက်ဖို့မရောက်ဘူးတော့ဒီအင်္ဂါတော့အတွက်ကြာတော့တဲ့0ကိုပြန်စားနောက်တစ်ခါရိတ်တာဝင်ပြန်ဝင်လိုက်တင်းတင်းတုံးလေးပြန်လဲစတက်လာlevel 9လောက်ရောက်ပြီလို့ပြန်ထွက်ပြီးတော့ပြင်နေရောက်အမထုတ်ပြဘူးလို့သူက quality ကပြန်ကျသွားဣတိတာပြန်အုပ်လာ0ပြန်ရောက်သွားအဲ့လိုနဲ့ပဲဒီပေါင်းများစွာဖြစ်လာတရားဒီတော့900လေးတော့တက်မလာဘူးတကယ်လို့ဒါဘဝထဲရောက်လို့ဒီဘဝထဲမှာတောက်လျှောက်အထုတ်ဖြစ်တယ်တနေ့2နေ့3နေ့4နေ့5နေ့လောက်အထုတ်ဖြစ်မယ်ဆိုရင်သူတရား level တော့ရင့်သွားပြီနော်အဆင့်ကြီးမြင့်လာတယ် quality တွေအများကြီးပြောင်းလာတယ်တရားကတကယ်အထုတ်ရင်ဘဝပြောင်းတယ်စိတ်တွေပြောင်းသွားတယ်တရားအထုတ်လို့စိတ်မပြောင်းဘူးဆိုရင်ဒီယောဂီတရားအထုတ်တာမထိသေးဘူးပဲဟုတ်ပြီနော်တကယ်ပြောင်းလာတဲ့စိတ်ရောက်မှတော့
စိတ်တွေတကယ်ပြောင်းလာဖို့ဆိုတော့အမြဲတမ်းအားထုတ်နေမှပြောင်းနိုင်တာဟုတ်ပြီနော်အဲ့တော့တနေ့နဲ့တနေ့ယောဂီကိုကြည့်လိုက်ရင်ဒီနေ့အဆင့်မြင့်လာမှကောင်းမှဖြစ်တယ်မဟုတ်ဘူးပြည့်စရာရင်တော့တစ်ခါလာလဲဝင်နေထွက်လေပေါင်းနေပြီးနေတာနဲ့ပဲစိတ်ပိုင်းကိုရောက်လို့လာဘူးဟုတ်လားစိတ်ရဲ့တိမ်မှုတဲ့စိတ်တွေကိုလည်းမရှုနိုင်ဘူးကိလေသာတွေကိုလည်းမရှုနိုင်ဘူးဆိုရင်ကိလေသာတွေပါဖို့ဆိုမဖြစ်နိုင်ဘူးကိလေသာတွေပါမှလည်းတကယ်အဆင့်မြင့်တဲ့ဉာဏ်တွေသိနိုင်မှာ